နေကောင်းကြရလားခင်ဗျာပရိသတ်ကြီးအားလုံးပဲမင်္ဂလာရှိသောညချမ်းလေးဖြစ်ပါစေလို့နေ့စဉ်မိုးလေဝသသတင်းကနေဥစွာနှုတ်ခွန်းဆက်လိုက်ပါတယ်ဒီနေ့ကတော့2026ခုနှစ်ဧပြီလ18ရက်စနေနေ့ညနေခင်းပဲဖြစ်ပါတယ်အပရင်မှာအပူရှိန်တွေကလည်းတော်တော်လေးပြင်းနေတာဆိုတော့ကျွန်တော်တို့ရဲ့ပရိသတ်တွေအားလုံးကျမ်းမာရေးဂရုစိုက်ကြဖို့လဲကြိုတင်ပြီးမြစ်တာရက်ခံခြင်းပါတယ်ခင်ဗျာကဲအခုပဲမိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှုဦးစီးဌာနကည9နာရီအချိန်ထုတ်ပြန်လိုက်တဲ့နောက်ဆုံးရာသီဥတုအခြေအနေတွေကိုအထူးထူးနားဆင်ကြည့်ရအောင်ပါဒီညနဲ့မနက်ဖြန်မနက်ပိုင်းအတွက်မိုးရွာနိုင်ကြီးကိုကြည့်ရမယ်ဆိုရင်တော့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းဒေသတွေမှာနေရာအနှံ့အပြားမိုးထစ်ချုံရွာနိုင်ပါတယ်ဒါအပြင်မန္တလေးတိုင်းစကိုင်းတိုင်းတနင်္သာရီတိုင်းကချင်ကယားကရင်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာလည်းနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပြီးရွာရန်ရွာခိုင်နှုန်း80အထိရှိနေတယ်လို့သိရပါတယ်။ကျန်းတဲ့တိုင်းနယ်ပြည်နယ်တွေမှာတော့တင်အသင့်ပဲရှိနေမှာပါ။ထူးခြားချက်အနေနဲ့မနက်ဖြန်မှာမန္တလေးစကိုင်းအောက်ပိုင်းနဲ့မကွေးတိုင်းတို့မှာနေအပူချိန်နဲ့အနှဲငယ်ထက်ပြီးတိုးလာဖို့ရှိနေပါတယ်။အပူတန်းကိုတတိပြုကြဖို့လိုတယ်လို့ပဲမကွေးစကိုင်းတနင်္သာရီကချင်ကယားချင်းနဲ့ရှမ်းပြည်နယ်တို့မှာမိုးတိမ်တောင်တွေထစ်ထိုးနေပါတယ်။ဒီမိုးတိမ်တောင်တွေရွေ့လျားတဲ့နေရာတစ်လျှောက်မှာလေပြင်းတိုက်တာမိုးထစ်ချုံတာလျှက်စီးလက်တာနဲ့မိုးဒီကျွေတာမျိုးတွေဖြစ်နေလို့အထူးပဲတတိပြုကြဖို့တိုက်တွန်းခြင်းပါ။ပင်လယ်ပြင်ခရီးသွားလာသူတွေအတွက်ကတော့မြမကမ်းယူတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်မှာလိုင်းအနှဲငယ်ကနေအသိပဲရှိပါမယ်။လိုင်းအမြင့်ကတော့4ဘီကနေ6ဘီလောက်အထိပဲရှိနိုင်ပါတယ်။မြို့ကြီးတွေဖြစ်တဲ့နေပြည်တော်နဲ့ရန်ကုန်မှာတော့မိုးတိမ်အနှဲငယ်ဖြစ်ထုံးနိုင်ပြီးမန္တလေးမြို့မှာတော့တိမ်အသိဖြစ်ထုံးနိုင်တယ်လို့သိရပါတယ်။ကဲပရိသတ်ကြီးခင်ဗျာဒီနေ့အတွက်မိုးလေဝသအခြေအနေကတော့ဒါပါပဲ။ရာသီဥတုကအပြောင်းလဲမြန်နေတာမို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားပြီးနေ့စဉ် update သတင်းတွေကိုစောင့်မျှော်ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်။အားလုံးပဲဘေးအန္တရာယ်ကကင်းဝေးပြီးတာယာအေးချမ်းတဲ့ညလေးဖြစ်ပါစေခင်ဗျာ။